Testing 1 2 1 2 1 2. Black, yeah. I'll probably later on cheap. No. All black, come on. မနေ့ဆို4နိုင်နိုးလာပြီး YouTube လုပ်ဖို့ပထမဆုံး YouTube video လုပ်ဖို့ idea ရပါဆောကြောင့်လည်းပါလဲစဉ်းစားလို့မရအောင် like plane ရဖို့ from the လုပ်ပဲကောက်ပွင့်လာတာ sorry နိုးပြီးပဲကြောက်နေရလား anyway Reels နဲ့ Instagram Reels နဲ့ TikTok လေး like second 30လောက်တော့လုပ်ဖို့အဲ့နေရာတော့မခက်ဘူးတဲ့မှာတချင်းလေးရွေးပြီးတော့ဒီ clip လေးတွေတကူ like 0.5 second လောက်မှ10 second လောက်ထည့်ပြီးတော့အခု20 30လောက်ဆိုရင်10 second 15 second စာလောက် Reels လေးရအဲ့လိုအတူလေးတော့လို့ဒီလိုအရှိမျိုးတစ်ခါမလုပ်ဘူးဒါပေမဲ့ဘာကောင်းဘာလို့တင်ပေါ့ပိုရှိပြီးတော့ပိုလို့Invisible Run 3ရောဝယ်တာတော့ကြာတယ်နှစ်ခွဲလောက်ရှိတယ်နှစ်လောက်ရှိတယ် running shoe တစ်တင်တော့လို့ကျပြဿနာပတ်စံရှိရပတ်စံရှိသွားတယ်လှုပ်ရှားဘောလည်းဒီမှာဖတ်တိုင်းရော့ရရှာဘာလို့ခက်ခဲငါတယောက်ပဲခက်ခဲနေရတာမဟုတ်ဘူးရှာဖို့ရောက်သွားလည်းမလွယ်ရှောက်တာပဲ interview မခေါ်တာအဓိကပြဿနာ okay fit check ခံတော့ပါမယ်တန်လိုက်လေဖုန်းဟိုတယ်လေကတ်လို့ရပါညာ Vaseline တော့လိမ့်ပါရရီးစား Vaseline လိမ့်ခိုင်းတယ် Vaseline မလိမ့်လို့မရဘူးမော်နှခမ်းနေလို့ဒီကအေးတော့ခြောက်ပြီးတော့စုပ်ပြတ်တော့ပါလေစာ Vaseline ကိုခံစားလို့မရဘူးနှခမ်းကြီးပေါ့တော်လို့စီးကအဲ့လိုခံရတာနောက်တစ်ဖြည်းဖြည်းလိမ့်နေတော့ so ဆောလည်းဝတ်ချန်နေပဲရှိတယ်Let's go. Airport on you, raw talking. You know what I'm saying? That's all I see. Oh man, so not changing someone at all. I'm going to lose my mobile. ငါတန်ကြီးစောစီတဘောအတိုင်းလေးပေါ့ရုံးစင်စောစီမနိုးရကြတယ်နေလည်းမထွက်သေးဘူးဒီအောင်လေးတန်းလေးရလို vibe ကိုပြန်လို့ကျန်တဲ့Never stretch my way. Playing low like now, I'm not Matia to the Yellow Bee was like Bama Motor, like 6 kilometers. I mean, 6 kilometers on my pain beyond the ear. Do one song on, so yeah. So, what having at so the no say. Damn. Might have landed.
technology တော့တိတ်မမှန်ဘာတော့တိတ်မရှိရှိတယ်ရှစ်ကျင်ကဆိုတော့2နှစ်မပြည့်တစ်နှစ်နဲ့7လလောက်ရှိတယ်ဒါပေမဲ့ထင်တယ်လို့မပြောင်းလဲဘူးလို့ကိုယ့်အထင်အဲ့တော့အဓိကပြဿနာမဆော့နိုင်တာမဟုတ်ဆော့နိုင်ဘယ်လိုဆော့ရမလဲနည်းနည်းပါးပါးသိတာရော beginner ပဲရှိပြီပြင်မယ်ဒါပေမဲ့ဒီကပြဿနာတေချာမအိတ်တာရေတေချာမစားတာရေပေါ့ကယ်လိုရီကောင်းတာမဟုတ်ဘူးလေအဓိက protein ပြည့်အောင်စားအဲ့တော့စားရနေရဆောင်း skinny ဖြစ်ရအနေစားနည်းနည်းလေးတက်လို့ပြန်လာပေါက်တဲ့ဆိုပြီးစားနေလိုက်စားဒီနေ့ဖော်ရောက်ပါဖြစ်တယ် skinny fat ကြီးဖြစ်အဲ့ကြိုက်အဲ့ပြင်းရနော်ပြေးရတော့ထဲတော့ဒီလိုကြိုက်ပြေးရရန်တုံဘလို့ညင်အောင်လုပ်လဲသူများကြီးဘလို့ညင်အောင်လုပ်လဲဒီလိုကြိုက်ပြီးပြင်ဆောင်းတုံဒုံဆိုလိုကြီးလှုပ်တယ်တေချာသုံးလို့မရဘူးရာကြီးကြောင်တစ်ပတ်လောက်ပတ်လိုက်ပဲဒါတော့ပဲပြင်ဟိုမှာလို့ကွင်းပြလေးရှိတယ်ကွင်းပြလေးမှာနေထွက်မိုက်မှာထင်တာပဲညကတည်းကကြည့်30ဒီမှာဘာတန်းရှိတယ်ဘာထဲမှာ stretch ပဲနော်ဘာထဲမှာခိုးပြီးလက်တွေ stretch လိုက် stretch ပြီးပြီအတန်ကြီးကလှုပ်ပြောနေရမဟုတ်အတန်ကြီးကဒီနေ့ဘာဖြစ်နေလဲမသိဘူးငါ voice ပြထပ်ပြောင်းသွားလားမသိနိုးလာပြီးတော့အတန်ကြီးဖြစ်ဆောက်လွဲတန်အောင်ချွဲကြရနေဖြစ်shit တရားတစ်ခုပဲရှိတယ်တရားတစ်ခုကတော့ဒါကြီးပြန်ကြည့်ပြီးတော့ကိုယ့်ကိုယ်တော့ cringe ပါ but fuck it man who give a fuck if you give a fuck you if you think I'm cringe fuck you sorry အားလေးမိုက်စောက်ထားမီးလေးနဲ့ဆောက်တော့မေးလေကားတန်ရောက်လာတယ်ဒါပေမဲ့မိုးလေးမိုးကောက်လေးလောက်တာရှောက်သွားလိုက်ပြောအမေနဲ့အမျိုးကြီးပြောကျောင်းသွားတက်တာကျောင်းလည်းမရိုက်ပြကျောင်းထဲလည်းမပြနေကျင်ဆော့တာတွေကြီးပဲတင်နေတယ်အဲ့တော့မျိုးကြီးကြီးနေဒါကျောင်းပါတော့ဘတ်စကားဂိတ်ပေါ့ရှိုးလိုက်အောင်ပြန်ဟုတ်ပြီ more စောင်းမိုက်လားကိုယ့်ရဲ့ first YouTube လေကိုယ်ဆောင်းလဲ cringe မှာကိုယ်ဆောင်းလဲ proud ဖြစ်ပါအဲ့တော့ကြိတ်တယ်ဘာလို့ YouTube video လုပ်လိုက်လဲတော့ reason မရှိဘူးတခြားတော့ဆက်ပြီးတော့ရိုက်ဖြစ်မယ်ဆက်ပြီးတော့တင်ဖြစ်မယ်ဆိုရင် mainly ကတော့ daily လိုမျိုး like lifestyle ပါမယ်ခီးသွားဟာလေးရိုက်မယ် gym progress လေးရိုက်မယ် gym ဆိုတာရိုက်မယ်ပြီးရင်ဒါမှမဟုတ်ကွာဒီ healthy ဒီကို diet နဲ့ပတ်သက်ပြီးတော့ like try out လုပ်ပြီးတော့ချက်ပြလေးတွေအဲ့လေးပါမယ်ဒါတော့ပါပဲကျွန်တော်အများကြီးရှိဒါကိုတကယ်ချင်းနဲ့ hang out တယ်မျိုးအဲ့လေးပါမယ်အခုတော့ရိုက်ထားသလောက်လေးကိုထည့်ပြီးတော့စီးကြည့်လိုက်ပဲဘယ်နှမိနစ်လောက်ရမလဲလို့โอเคအခု edit ကြည့်လိုက်တော့9မိနစ်နဲ့45စက္ကန့် like အခုဒီ clip ထည့်လိုက်မယ်ဆိုရင်တော့10မိနစ်ပြည့်ပါတယ်လောက်ဆိုတော့ရပါပဲဘယ်သူမှလည်းလောက်ကြည့်မယ်လို့မထင်ဘူးဒီအဆုံးထိကြည့်မယ်ဆိုရင်တော့အဖေမေရဲ့အမရဲ့အိမ်ကလူရဲ့ရီးသားရဲ့တကယ်ချင်းတွေရရှိမှထင်တယ်
လောက်ထိကြည့်ပေးရင်ဆောင်းကျေးဇူးတင်တယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်